အားလည်းပဲဒါမဲဘယ်လိုကြီးလို့မရဘူးကဘေးတဲ့ကောင်မှပြင်းနေပြီအဲ့ဒါကျွန်တော်လုပ်မယ်ဗျာကျွန်တော်အစီအစဉ်လေးတကူ ဟိုစိုင်းတီးနေတာမရှုံးနဲ့ အခောက်ပြန်လာငါလာပြီးတော့ကြောင်တော်နဲ့ဘေးတဲ့ကပြင်းနေတာနားမလဲဘူးငါဘေးတဲ့ပြောလို့ မရှုံးနဲ့ တိုင်းကြိုက်တယ်တိုင်းမြင်တော့အဖေတတိယ မိုင်းရိုက်လိုက်လား အဖေကတမတောက်နဲ့ခေါက်အဲ့တော့တစ်ဖွဲ့လုံးကျွန်တော်ဘေးတဲ့များဒုကလေးတွေပြင်းနေဖြစ်လို့တစ်ဖွဲ့လုံးကိုကျွန်တော်သချင်းတစ်ပုတ်စီဆိုခိုင်းလိုက်တယ် ဘာလို့ခိုင်းမလဲ တစ်ဖွဲ့လုံးကိုသချင်းတစ်ပုတ်စီဆိုခိုင်းမှဖြစ်ပါတယ် မလိုပါဘူးညီညာဆိုတတ်တယ် ဟာတစ်ဖွဲ့လုံးဆိုခိုင်းမှနေတော့ဆိုလို့မရဘူးအဲ့တော့ငါအင်တာဗျူးစီစဉ်ရနေလားမငါ့တပတ်ကလေးပေးတဲ့နေလို့မင်းငါ့တပတ်ရင်ပြီးလျှက်ပြဲရဲ့ချက်လျှက်ပြဲရဲ့ချက်လျှက်ပြဲရဲ့ချက်ကြဲလာပြီးလျှက်ပြဲရဲ့ချက်လျှက်ပြဲရဲ့ချက်ကိုရင်လေးသွားပါနော်ကိုရင်လေးနော်အဲ့ဒါတချို့ကကိုရင်လို့ခေါ်တာကျမတို့အင်တာဗျူးစီစဉ်မှာတော့အဲ့ဒါကိုကိုရင်လို့မခေါ်ပါဘူး ဘယ်လိုခေါ်တော့ တာမဏီလို့ခေါ်ပါတယ် ဟောတာမဏိဆိုတာ တာမဏီလို့ဒီရောက်လာတာပေါ့တာမဏီကျောင်းရှိမှာပေါ့အဲ့တော့ကျမကတော့ကျဲမားကတော့ကျဲမားကတော့ အဲ့လောက်ကျင်းနေဟိုနှိမ့်နဲ့တွေ့ပြီလေ ကိုအကြောင်းကိုသိတယ်ကျဲမားကတော့အင်တာဗျူးစီစဉ်မှာတာဝန်ယူထားတဲ့ကျမနာမည်ကတော့ကလျာနွဲနှောင်းဖုဖုညံ့ညံ့ကြီးလို့ခေါ်ပါတယ်ရှင်ဟုတ်ကဲ့အဲ့ဒါတော့ကျမအင်တာဗျူးစီစဉ်က နာမည်လေးကဘာသူ ကလျာနွဲနှောင်းဖုဖုညံ့ညံ့ကြီးလို့ခေါ်ပါတယ်ရှင် နာမည်လေးပြီးစရာရှာလို့ကဲဟုတ်ပါပြီအဲ့တော့မက်ကလေးကနွေးနောင်ဖုတ်ဖုတ်ညံ့ညံ့ကြီး ဟုတ်ကဲ့ရှင်ကျမကိုချစ်တဲ့လူရတော့ဖုဖို့လွယ်လွယ်ခေါ်တယ်ရှင်အိမ်မှာခေါ်တဲ့နာမည်ကတော့ကျမနာမည်ကိုဖုတ်ဖောင်းလို့ခေါ်တယ်ရှင်တချို့ကတော့ဖုတ်ဖုတ်လို့ခေါ်ကြတာရှင်ကျမနာမည်ကတော့မျိုးမျိုးရှိပါတယ်အဲ့တော့ကျမနာမည်ကဒီမှာကတော့ဖုတ်ဖုတ်ညံ့ညံ့ကြီးအိမ်မှာခေါ်တဲ့နာမည်ကတော့ဖုတ်ဖောင်းလို့ခေါ်ပါတယ်ရှင်တချို့ကတော့ဖုတ်ဖုတ်လို့လည်းခေါ်ကြတယ်ရှင်အဲ့တော့မောင်လေးညီညီအောင်ကျမကိုလေဖုတ်ဖုတ်လို့ခေါ်မလားဖုတ်ဖုတ်လို့ခေါ်မလားမောင်လေးကဖုတ်ဖုတ်ကြိုက်လားဖုတ်ဖုတ်ကြိုက်လားကြိုက်တဲ့နာမည် ကျွန်တော်ခေါ်မယ်နော် ခေါ်နော် ဘူဘူ ဘူးလေဖုတ်ဖုတ်နဲ့ဖုတ်ဖုတ်တခုခုပဲခေါ်လी နင်းနာမည်ရခေါ်ချင်ကြမှမရှိတာ ဖုတ်ဖုတ်ကြိုက်လားဖုတ်ဖုတ်ကြိုက်လားပြောမောင်လေးဘာကြိုက်တော့မောင်လေးကြည့်ရတာဖုတ်ဖုတ်ကြိုက်မဲ့သဘောရှိပါလေမောင်လေးဘာကြိုက်တော့ဖုတ်ဖုတ်ခေါ်မလားဖုတ်ဖုတ်လို့ခေါ်မလား ဖုတ်ဖုတ် ဖုတ်ဖုတ်တဲ့နှစ်ခုကြီးဘလူကြီးမသိဘူးဖုတ်ဖုတ်ကြိုက်လားဖုတ်ဖုတ်ကြိုက်လားလို့ သဘောကျလို့ကဲဖုတ်ဖုတ် ဖုတ်ဖုတ်ပဲနော်ဖုတ်ဖုတ်မကြိုက်ဘူးပေါ့ကိုကြိုက်တယ်လို့ခေါ်ရတယ်အဲ့တော့ကျွန်မအင်တာဗျူးစီစဉ်မှာခုညီညီအောင်ဆိုင်ကဒီမတီးနေတာတွေ့လို့မို့ကျွန်မလာပြီးအင်တာဗျူးရဖြစ်ပါတယ်အဲ့တော့ကျွန်မတို့ကဆိုကြမယ်ပြောကြမယ်စီစဉ်ကိုလာပြီးဖိတ်ကြတာဖြစ်တဲ့အတွက်အားလုံးကျွန်မကိုတချင်းတဲ့ပုတ်စီတော့ဆိုပြပေးနော် ရပါတယ် အတန်အကောင်းဆုံးလူကိုကျဲမာကဖုတ်ဖုတ်ကကျွန်မတို့ရဲ့အင်တာဗျူးစီစဉ်မှာတချင်းဆိုဖို့အတွက်ဖိတ်ကောင်မှာဖြစ်ပါတ ကဲ ယ် ဟုတ်ပါပြီကဲနင်းဆို ဒါကြောင့်မလို့ပထမဦးဆုံးတီဆိုပြောပြရင်လက်ကြငါညီမတွေကဘသူအတန်ကောင်းလဲဆိုတော့ဖုတ်ဖုတ်ဘက်ကနေရွေးပေးအောင်နော်အတန်အကောင်းဆုံးလူကိုဖုတ်ဖုတ်ကနေပြီးတော့ပထမသူအနေနဲ့သွားကြထုတ်တယ်နှစ်ချောင်းပြီးမှဖြစ်ပါလေကဲအဲ့တော့ပထမဦးဆုံးတီဆိုပြောပြရင်လက်ကြတီးတယ်ရှင် ဘယ်လိုတော့ မောင်ပြိုဝိုင်းရဲ့အလှည့်ဖြစ်ပါတယ်ရှင် ရှားပါပြီခင်ဗျာ ပြီးပါပြီ ဘာမှမဆိုရသေးဘူး ဟုတ်ပြီအဲ့တော့ကျမတို့အင်တာဗျူးစီစဉ်ကဆိုခိုင်းခြင်းတဲ့တခြင်းလေးရတော့ပထမဆုံးဆိုမဲ့တခြင်းကတော့စအုဆိုတဲ့တခြင်းလေးဆိုပေးပါရှင် စာအုပ်နမေအစုံ လင်းကြည့်ပြီးနွားနဲ့လွဲသွားလို့ နမေနွား စာအုဆိုတဲ့တခြင်းလေးဆိုပေးပါနော် ဟုတ်ကဲ့ပါ စာအုတဲ့နားဆင်ပေးပါရှင်နေညိုချင်းတိမ်တောက်တဲ့ခါရွာလည်းတစ်ပိမှာ ဟိုးပြီးပါပြီဟုတ်ကဲ့ရှင်မောင်ပြိုဝိုင်းကတော့ နေညိုတော့မှရှိသေး ရ တာ ပြီရှင်မောင်ပြိုဝိုင်းကတော့မနိုင်မနှင်းရွာလာတမေးတွေမဲ့ပြီးသွားပါတယ်ကျေးဇူးတင်ပါတယ်နော်ကဲခုတစ်ပတ်လက်ကြတေးတာရှင်ကြီးစရာလေးရဲ့လက်ဖြစ်ပါတယ် ကြီးစရာလည်းပါသွား ဟုတ်တယ်ကြီးစရာရှက်နေတာကဲကြီးစရာလေးဆိုပြီးမဲ့တချင်းလေးကတော့သူကတော့ဒီကမဟုတ်ပါဘူးရှင်တောင်ကြီးအင်းလေးဘက်ကဖြစ်ပါတယ်အဲ့တော့သူတောင်ကြီးအင်းလေးကိုလည်းမပြန်ရတာကြာလို့တဲ့အင်းလေးမှာရွာတဲ့မိုးဆိုတဲ့ချင်းလေးဆိုပြီးမှဖြစ်ပါတယ်တောင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 ်အဲ့ဒီချင်းလေးဆိုပြီးနော်ပထမသူရရင်တော့ကြထူတာနှစ်ချောင်းပြန်ပြန်ကြမှာထိုးလို့ရတယ်ဆွတ်ဆိုပြီးတော့ဆိုပြီးတော့ ဟိုးပြီးပါပြီ ဆိုကိုမဆိုရသေးဘူး ကြီးစရာလေးကတော့အိမ်မပြန်ရတာကြာပြီဆိုတော့တောင်ယုံနဲ့ပြီးသွားပါတယ်ရှင်ကျေးဇူးတင်ပါတယ် ဘလို့တိုင်မဲလည်းမသိပါဘူး မောင်လေးရေဒီနေ့ကတော့တောင်ယုံနဲ့ပဲကျင်းနေပါနော်
မောင်းเสียပဲရောက်သွားတော့မောင်းเสียပဲရောက်သွားတယ်လာပြီမောင်းเสียလေးအင်ဂျီရှိတဲ့တော့မြောက်တက်တယ်လို့တက်လာတော့ကျေးဇူးတင်ပါတယ်မြောက်ကလေးတိုင်းပဲဆွတ်နဲ့ကျေးဇူးတင်ပါတယ်ကဲအဲ့တော့မောင်လေးဆိုပြီးမှတချင်းရမမကြီးတွေကကြိုက်နေတဲ့ရတယ်ပေါ့ဆိုပြီးအဲ့ဒါလေးဆိုပြီးနော်မောင်လေးမမကြီးကိုသူကရမ်းကြိုက်တာဆိုတော့မမကြီးတွေကတချင်းလေးတဲ့ပေါ့ကြိုက်တာလေးဆိုပြီး တန်တရား ကိုဖျားကိုရလာမသိဘူးခိစားသူဟာ တန်တရားဆဲ မပြီးသေးဘူးတေချာဆိုပါမောင်လေးကလည်းတွားကြထွတ်တယ်ရမယ်ဟာ ကိုကျမောင်ဆရာလေးကမဆိုးတဲ့လို့မောင်ဆရာလေးကိုကြော်ပြီး မကြော်ဘူးသူ့ဆိုကိုဆိုအောင်မဆိုဟာလာပြီးကြော်ခိုင်းနေရဆိုကျင်လို့မြောက်တက်လာတဲ့ဟာဆိုပေးလိုက်ဆို တန်တရားဆဲဆန်းလို့ကိုဘယ်တော့ပဲရှင်းပြီးပါပြီရှင်ကျေးဇူးတင်ပါတယ်မောင်ဆရာလေးကတော့ဒီရွာကကာလာသားများကိုစိန်ခေါ်တဲ့အနေနဲ့ဘလောက်ရှည်ကျေးဇူးတင်ပါတယ်နော်မောင်လေး ဟိုတန်းလေဘလောက်ရှိရှိအထိကိုစောင့်နေတာနော် ဘလောက်ရှည်ကိုစောင့်နေရတာမမလည်းမောလာပြီဒီခါတော့နှဲဆရာကြီးကြည့်ရတာဟဲ့အဝေးကလက်ကြီးဥချင်းကြီးတင်ထားတဲ့အတိုင်းပဲဟဲ့ အဲ့ဒီဦးမောက်တင်ထားတဲ့ နှဲဆရာဆိုပြရမယ်ချင်းလေးကတော့ငယ်တင်ကလေးဘဝကိုသတိရလို့တဲ့ရောင်ပြီးစူးဆိုချင်းလေးဆိုပြရမယ်ရှင်နားထင်ပေးပါ ရုံးနေရုံးရဲ့နောင်လေးစီလီလေးနဲ့စူးစလွယ်တိုင်းရွာဝိုင်းပတ်နဲ့ဒီလိုဆုံးသွားတဲ့ဒီနေ့ချင်းပေါင်းပေါ်များနဲ့ကောင်းယူဖို့နှစ်ပုံပြားကောင်းယူပုံ ပြီးပါပြီနှဲဆရာကတော့မွေမကြောက်ကင်းမကြောက်ကောက်ရုပ်ပုံကြားတယ်ပြီးသွားပါတယ်ရှင် ဘာလို့ရလဲ ဘာမှမလုပ်နဲ့နင်းမွေကြက်အောင်တော့ကောက်ရုပ်ပုံနဲ့ထားခဲ့တာဒီကပမရီတီးတဲ့မောင်လေးရဲ့လည်းဖြစ်ပါတယ်သမီးတို့ကဘသူတန်ကောင်းလဲရွေးပြီးနော်တော်ကြထုတ်တဲ့နှစ်ချောင်းဆက် အကုန်ကြတယ်များနေအောင် အဲ့တော့မောင်လေးဆိုမဲ့တခြင်းလေးကတော့သူကတကြမ်းမရေမကစားရတာကြာလို့တဲ့တကြမ်းကိုလွမ်းလို့တဲ့ပြီးခဲ့တဲ့တကြမ်းမှာပွဲတွေထွက်နေတော့သူကမစော့လိုက်အဲ့တော့တကြမ်းကိုလွမ်းလို့တဲ့အိမ်မက်စီသမန်းဆိုတဲ့ခြင်းလေးဆိုပြီးပါမယ်နားဆင်ကြည့်ပါညီတို့ကြားလားမိုက်ကိုလည်းတန်တင်းလိုက်နေမင်းတို့ကကိုကစိုးနေတာမကြားဘူး ရော့ဒါနဲ့ဆိုရော့ အေးကြဲလေးဆိုအားလေးသမားပြီအိမ်မက်ဆိုပြီးပါပြီအိမ်မက် ပမရီကတော့ငယ်သေးတော့အိမ်မက်ထဲတွေနဲ့ပြီးသွားပါတယ်ကဲရပါပြီဒီတကအလက်တတေးသရှင်နောက်ကအဆိုတော်2ယောက်ထဲကကြီးတဲ့ဟာလာခဲ့ပါဘယ်သူကကြီးလို့ငယ်တော့ဆိုတော့ကိုယ့်ဟာကိုလမ်းကြည့်ပြီး ဘာလမ်းကြည့်ရမှာတော့ မှတ်ပုံတင်ကြီးတဲ့ဟာလာခဲ့ပါဟဲအကြီးတော့ ဘာကြည့်ရတော့ အဲ့တော့ဆိုပြီးမဲ့တခြင်းလေးရတော့တောသူအချစ်တယ်နောက်စီကြည့်ပါရှင်ပထမပြရ ပြီးပါပြီညီမလေးကတော့တောသူဆိုတော့အယိုးခံယုံနဲ့ပဲပြီးသွားပါတယ်ရှင်ဒီနေ့ညီမလေးအယိုးခံယုံနဲ့ပဲကျင်းတဲ့နော်အမေစိတ်ဆိုးသွားတဲ့ကောင်မဟလို့အဲ့တော့ခုတပံဒီတူပြည့်လက်တည်တဲ့ရှင်စိုင်းစီအောင်ညီအောင်ရဲ့လက်ဖြစ်ပါလိမ့်ရှင် မင်းသားလည်းပါတယ် ဖို့ကိုစိတ်ညစ်ရမလို့နဲ့အဲ့တော့ good bye ဒီဆိုပြန်လက်တည်တဲ့ရှင်စိုင်းစီအောင်ညီအောင်ရဲ့လက်ဖြစ်ပါလိမ့်ရှင် โอเคကျွန်တော်ပါဆိုရမယ် စိုင်းစီအောင်ညီအောင်ဆိုပြီးမဲ့ချင်းလေးကတော့ Okay. တေဝါလုံးကအမေများကိုချစ်လို့မွေးမေကျေးဇူးဆက်ဖူးခြင်းနဲ့ ရပါတယ်ခင်ဗျာโอเคကျွန်တော်ကုကျင်ဖြုတ်ဆိုပါတော့မယ် โอเคမွေးမေကျေးဇူးဆက်ဖူးခြင်းနဲ့တဲ့နောက်သိကြပါရှင်မွေး မွေးလို့ရှိပြီ ဘာမှဆိုရ โอ သူ เคစိုင်းစီအောင်ညီအောင်ကတော့မနိုင်မနေဝိုင်းနေတယ်မဲ့မွေးသွားပါလိမ့်ရှင် ယောက်ျားကြီးဟာ good bye ဒီဆိုပြန်လက်တည်တဲ့ရှင် တရောင်စား စကပူမရှစ်ခေါကိုရိုးရ